ရှာ10ဦးကိစ္စဖွင့်ရွက်ထားတဲ့ဘုံကျော်အစံလေးခေဘောကဗျာစုစည်းမှုကဗျာစာအုပ်ထဲကကဗျာရှာဝင်းလွန်တဲ့တောင်တွင်းရဲ့ကဗျာနှစ်ပုဒ်ကိုကျွန်တော်တောင်တွင်းကဗျာရှာကြီးတောင်တွင်းမောင်သိန်းကျော်ကရွတ်ဖတ်ရွတ်ဆိုပြပါမယ်အခုကဗျာရှာဝင်းလွန်တဲ့တောင်တွင်းအဖြစ်အခုချိန်မှာအမေရိကန်နိုင်ငံမှာရှိတဲ့ဘုန်းတော်ကျောင်းတစ်ကျောင်းရဲ့ကျောင်းနိုင်ဆရာတော်အဖြစ်သတင်းသုံးနေလေးရှိပါတယ်အဲ့တော့ဘုရားဆရာဝေမွန်တဲ့တောင်တွင်းရဲ့ပရမကဗျာတစ်ပုဒ်ကိုစတင်ရွတ်ဖတ်ပူဇော်ပါမယ်ပရမကဗျာဖြစ်တဲ့ကြက်တီးမြေမှာကြာပန်းတွေပွင့်လို့ဆိုတဲ့ကဗျာဖြစ်ပါတယ်ဒီကြက်တီးမြေမှာကြာပန်းတွေဝေလို့ဆိုတာကတော့ကြက်တီးမြေလို့ပြောလို့ရမယ်ဆက်သွားဆိုတဲ့နေရာမှာသာသနာအာဇာနည်တွေသာသနာပုဂ္ဂိုလ်ကြီးလို့ကြာပန်းတွေဝေနေတယ်ဆိုတဲ့အကြောင်းကိုပဲကဗျာဆရာကတီးကုန်းထားတာပဲဖြစ်ပါတယ်အဲ့တော့ကြက်တီးမြေမှာကြာပန်းတွေဝေလို့ဆိုတဲ့ကဗျာကိုကျွန်တော်ဥစွာရွတ်ဆိုပြပါမယ်ကြက်တီးမြေမှာကြာပန်းတွေဝေလို့ဆရာတော်တကယ်ပြောနေမှာပဲတပည့်တိုင်းရဲ့အောင်မြင်မှုဂုဏ်ယူလို့မဆုံးတဲ့မြစ်ဘိဝင်သားတွေတဲ့လားလင်္ကာရတွေတဲ့လားအဲ့ဒီထက်ဖြစ်တဲ့မြစ်နဲ့အဲ့ဒီထက်ဖြစ်တဲ့ပိုမြစ်ဒီပိဋကအောင်မြည်တဲ့သတ်သွားမြို့လေးဘောကစာတင်တိုက်ဘုံကျော်ဆိုတဲ့နာမည်တစ်လုံးတဝုံဝုံမိုးတွေကပန်းပွင့်တွေဖြစ်ခဲ့ပြီဆရာတဲ့လက်ဆောင်ထက်တဲ့တပည့်တွေကဆရာသွေးလိုက်တဲ့ဓာတ်တွေပဲစာချရှာတော်တိုင်းရဲ့မျောလင်းချက်စာတင်လိုက်သေးသေးလေးစာချရှာတော်တိုင်းရဲ့မျောလင်းချက်စာတင်တိုက်သေးသေးလေးပဲရဲ့လို့မရှိစကားဘုံကျော်ကကျင်ကြမောင်းခတ်ခဲ့ပြီခဏောင်းနဲ့မကြီးပင်တွေလိုကြမ်းကြခံဇာနီစိတ်တွေကကြက်တီးမြေမှာကြာပန်းတွေလည်းဝေခဲ့ပြီတကယ်ဖြစ်ခဲ့တာပဲဒေဝိရှင်ဘူလောင်းတွေနဲ့သာသနာစစ်မြေပြင်မှာဘုံကျော်ဆိုတာမရိတ်တက်သားတွေကြီးပဲတမျက်စီလဲရေခတ်ကုရီစေးစာချက်ဖျားဝတ်တဲ့နဲ့ဩဝါဒဘုံကျော်ရဲ့အလှကောင်းမှုနတ်လူတွေတာရုခေါ်ဆက်သားမျိုးလေးရဲ့နောက်ယွန်းယွန်းကျင်းငက်တွေပျော်ရရက်အောင်မြေဓာတ်တို့စုစည်းမိမောင်းကြီးတစ်ခုစာတင်တဲ့ကြောင်းကောင်းကောင်းတွေတောင်အလေးကြီးပြုဘုံကျော်ဆိုတာတိပိဋကလည်းပေါ်ခဲ့ပြီဆရာဟုတ်ပါတယ်ဆရာရေးလိုက်တဲ့ဘန်းတွေကမြေစားခရမ်းပြိုးခဲ့တာမဟုတ်ဘူးဆရာရဲ့စေရနာဆရာရဲ့မျှော်မြင်မှုဆရာရဲ့ကြိုးစားအားထုတ်မှုတိုင်းကတပည့်အားလုံးရဲ့စံပြပါပဲဆရာကျွန်တော်ဟာဆက်သွားမြို့လေးဆိုပါတော့ကြီးမြင့်မြင့်တိုက်ကြီးတွေလားအစ်စ်မြင့်မြင့်ရောင်စုံမီးတွေလားဘုံကျော်ဆိုတဲ့နာမည်တစ်လုံးကျွန်တော်ရဲ့ဥကောင်းထက်မှာအုတ်ထုတ်ကောင်းကောင်းတစ်လုံးရှိတယ်ဝေမွန်တဲ့တောင်တွင်ဖြစ်ပါလေဆက်လက်ပြီးတော့ဝေမွန်တဲ့တောင်တွင်ရဲ့ဘုံကျော်အစံလေးဆိုတဲ့ကြပြာကိုကျွန်တော်ကလည်းဆက်လက်ရွတ်ဆိုပူဇော်ပါမယ်ဘုံကျော်အစံလေးဟာဒီကြပြာစုစည်းမှုစာအုပ်ရဲ့ခေါင်းစဉ်လည်းပဲဖြစ်ပြီးတော့ဆက်သွားဘုံကျော်ကျောင်းကိုမွန်းတင်ထားတဲ့ဖွင့်ရထားတဲ့ခေတ်ပေါ်ကြပြာတစ်ခုပဲဖြစ်ပါလေဘုံကျော်အစံလေးဘုံကျော်ဆိုတဲ့အတန်ကြားယုံနဲ့နောက်ပြန်လှည့်ကြည့်ရတဲ့အဖြစ်မျိုးလွမ်းဆိုငယ်ဘဝရဲ့ပုံမြင်တွေကဇက်ကောင်ဖြစ်ဖို့ကြိုးစားရင်း
ဘီလိန်ဖြစ်ခဲ့ရဝမ်းမလဲပါဘူးငါတငယ်တွေကငါထက်သားတယ်ငါညီငယ်တွေကငါထက်သားတယ်ငါထက်သားတဲ့နောင်တော်ညီတော်တွေကြောင့်ဒီဇက်ကားမှာဘီလိန်ဖြစ်နေပြောခဲ့ရတည်င်းတွေမွေ့မြနေတယ်ရှားတော်လဲပြောနေမှာပဲဒီကံမြေကံမှန်တော့ယူစီတွေအပြင်တမ်းကြီးနေတနိုင်ငံလုံးပထမတဲ့အဘိဝေဒရပြီတဲ့ဘုံကျော်နောင်တော်ညီတော်တွေရဲ့သတင်းထားအသားတွေထက်လာကြီးရဲ့ဘုံကျော်နောင်တော်ညီတော်တွေရဲ့သတင်းထားအသွားတွေထက်လာကြီးရဲ့သူတို့ကိုအားကြအနာဂတ်လမ်းပြကျယ်ဖြစ်နောက်မျိုးဆက်သစ်တွေရဲ့မျက်ဝန်းအိမ်မက်တွေထွန်းနေနေပြီဘုံကျော်ဆိုတာပန်းနိုင်ပွင့်နိုင်ဖို့အစစ်မြင့်မြင့်ဝယ်ယူခဲ့ရတာမဟုတ်ဘူးဒီမြေမှာဒီရေဒီလေနဲ့ခရီးထွက်နိုင်မှုနှလုံးသားတွေကိုပြင်ရကာရဝနိဝါဒတရားတွေလှဖို့အစံလေးပေါ်မှာလောကရန်တွေလေလားအစံလေးပေါ်မှာလောကရန်တွေလေလားဝိုင်းတော်ရမှာပေါ့ဒီကြီးဆိုတာမုံတိုင်းစီကလာခဲ့ရတာပါအကောက်ပွေဒီကြားမှာအစံလေးတစ်စင်းချီတက်လာတယ်ဆိုအဲ့ဒါဘုံကျော်ပဲပေါ့အဲ့ဒါဘုံကျော်ပဲပေါ့အဲ့ဒါဘုံကျော်ပဲပေါ့ဘုရားရှာဝေမွန်တဲ့တောင်တွင်ဖြစ်ပါလေ